တိုင်ကွန်ဒိုတို့ဘက်ကမှအသားတော်တော်ကောင်းတဲ့ပုံစံရောက်ထားပါတယ်မိုတိုဘရန်ဖြစ်ပါနော်တက်တွေပါအကုန်ပါပါတယ်မိုတိုဘရန်အစ်စ်ထဲကရောက်ထားပါတယ်အသားကတော်တော်ကောင်းပါတယ်နော်တခြားသားရင်လည်းလုံးဝမတူပါဘူးဒါမဲ့သူကအထူသားပါအပါသားတော့မဟုတ်ဘူးနော်ဖြန့်ပြလက်မှာဒီလိုအစင်းချောင်းတွေပါအသားတော်တော်ကောင်းပါလေဒီမှာလဲချီတိုးတစ်ခုနောက်မှာမိုတိုချီတိုးတစ်ခုပါနော်ဒါကုတ်တက်ပါကုန်းမှာလဲဒီလိုပါပါတယ်နော်ဒါတော်တော်ကောင်းပါလေဘောင်းမီဘေးစင်းမှာဒါဘောင်းမီနော်ဘောင်းမီကြာတာဘေးစင်းမှာတော်လှပါတယ်ဈေးကတော့ CV မှာရှက်မေးပါနော်အဲဒီအပြည့်စုံပါပါတယ်နော်ခါပါလဲမတို့ brand တွေကစစ်တက်တောင်းကျင်တဲ့လူဈေးကြီးတဲ့မိုတို brand ရဲ့ premium quality ကိုတောင်းကျင်တဲ့လူတွေတိုင်ကွန်ဒိုဘုတ်ဒီကောင်လေးရှိပါမယ်နော်